အမေသမီးအပြင်ခဏသွားလို့ရမလားဘာတွေစဉ်းစားနေတာလဲအပြင်မှာဘလောက်အန္တရာယ်များလဲမသိဘူးလားအိမ်မှာပဲနေသမီးရှိရတာမလွယ်ဘူးတနေ့တနေ့အပြင်ထွက်ဖို့ပဲတည်တယ်အိမ်မှုကိစ္စကူးဖို့စိတ်မကူးဘူးသူငါပြောတာကိုနားမထောင်ဘူးသူထပ်သွားပြန်ပြီသွားလို့ပြန်လာရင်ငါအကြောင်းသိစေရမယ်ကျမကိုအရင်ချစ်လို့အိမ်ကနေခိုးထွက်လာတာကလေးရဲ့အမေကကလေးကိုစီလာတာသိလားမေမသိဘူးကိုကလေးခိုးထွက်လာတာဒါကြောင့်ကိုကကလေးကိုချစ်တာမင်းကကိုချစ်လားကလေးလေးကလေးကကိုချစ်တယ်ဒါဆိုတိတ်လေးထွက်သွားကြရအောင်ဟုတ်ကဲ့ကို Yay wow Yay wow ငါမင်းကိုအပြင်မထွက်ဖို့ပြောခဲ့တယ်မဟုတ်လားမင်းတကယ်အပြင်ထွက်ချင်နေတာဟုတ်တယ်မင်းအခုငါအကြောင်းသိပြီမင်းနောက်တစ်ခါအပြင်ထွက်ဖို့မကြိုးစားနဲ့ထွက်ရင်ပို့ဆိုးသွားလိမ့်မယ်ကြားလားဟုတ်ကဲ့မင်းကိုအရန်လွန်းတယ်ကိုနဲ့အချစ်အကြောင်းတွေပြောပြချင်တယ်ကလေးကဖုံးတော်မကင်ဘူးဘာတွေဖြစ်နေမှမသိဘူးကလေးကိုလွမ်းတယ်မေကနေလို့မကောင်းဘူးအပြင်ထွက်ရင်ရိုက်တယ်ကိုသမီးအပြင်မထွက်ရဲဘူးသမီးကမေကိုကြောက်တယ်ယိုတို့နှစ်ယောက်တကမာဘသူကမှဂယုမဆိုင်ဘူးကလေးလေးတကယ်လာလားအဲ့ဒါပဲကလေးလေးကမေအိတ်နေတော့ကိုချစ်လို့ကိုစီလာတာဒါဆိုရင်ကိုနောက်လိုက်ခဲ့တာလက်ထက်ကြရအောင်ကလေးကြီးကသဘောတူရလားကလေးကတော့အမေသဘောတူတယ်လို့ထင်တယ်ကိုဒါဆိုကိုမနဲ့ပြန်လာခဲ့အမေသမီးနဲ့ကျွန်တော်နဲ့လက်ထပ်ခွင့်ပြုပါမလားငါသဘောမတူဘူးအခုချက်ချင်းငါအိမ်ထဲကထွက်သွားကန်မေသမီးကိုဘယ်မှာလဲငါသူ့ကိုကန်ထုတ်လိုက်တယ်မင်းနှစ်ယောက်ကိုငါသဘောမတူဘူးမင်းဘယ်လောက်ချစ်တယ်ဆိုတာငါဂရုမစိုက်ဘူးကိုမသွားပါနဲ့Such a tear show me now. တပတ်တယ်မေကဘာလို့သူ့ကိုနှင်ထုတ်လိုက်တာလဲမေကသူ့ကြောင့်ဘယ်လောက်သိလို့လဲကဟုတ်တယ်တော်ပြရအောင်နင်တို့နှစ်ယောက်ကိုငါဘလို့မှသဘောမတူဘူးတကယ်ချင်းငါဘာဆက်လုပ်ရမှန်းမသိတော့ဘူးဘာမှမခံစားပါနဲ့တကယ်ချင်းငါမင်းဘက်ကမှအမြဲရှိတယ်ငါသူ့ကိုနင့်ကိုလာခိုးခိုင်းလိုက်မယ်နော်နင်သဘောတူလားအေးဟုတ်တယ်သွားပြောလိုက်ကောငါစောင့်နေမယ်ဟောကျမချစ်သူမရှိလို့သူများအချစ်ရေးကိုကူညီရမယ်ကိုကလှလှရဲ့ရီစားလားဟုတ်တယ်ညီမလေးကလှလှရဲ့တငယ်ချင်းလားဟုတ်ကဲ့အကိုကအရန်ချောတာပဲခေးကကိုချစ်မိသွားပြီကိုကခေးကိုပြန်ချစ်မှာလားကိုလည်းခေးကိုချစ်ပါတယ်မလှလှကိုကမချစ်ဘူးလားကိုကအဘွားကြီးကိုဘာလို့ချစ်ရမှာလဲကိုကခုကစပြီးခေကိုပဲချစ်တော့မှာငါတငယ်ချင်း
ငါကိုကိုနဲ့လိုက်သွားတော့မယ်ကိုကိုကနှင့်ကိုမချစ်တော့ဘူးတဲ့ငါတကယ်တောင်းပန်ပါတယ်လှလှရဲ့နှင့်ငါကိုတစ္ဆာဖောက်တယ်မြတ်မြတ်